မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ယနေ့ညဗမာတိုင်းသားပါရတင်ဆက်မှုအစီအစဉ်မှကြိုဆိုလိုက်ပါရစေ။ကျွန်မကတော့မွန်ကြပါရှင်။ယနေ့ညတင်ဆက်ပေးသွားမယ့်တင်အကြောင်းအရာတွေကတော့တနိုင်းလီဒူလမ်းမမှာ KIA နဲ့အာနာသိန်းစစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားပြီးဒေသခံတချို့လက်နက်ကြီးကြီးစထိမှန်တဲ့တင် KIO အုပ်ချုပ်နယ်မြေဗမော်ခရိုင်ရွှေကူခရိုင်ဦးလောင်ပါခရိုင်အတွင်း COVID-19 ရောဂါကာကွယ်ဆေးထိုးပေးတဲ့တင်တရုတ်ယွမ်ငွေနဲ့မြန်မာကျပ်ငွေလေးလီနေတို့အချို့ဖန်ဆီးခံရတဲ့တင်တွေကိုတင်ဆက်ပေးသွားပါမယ်။ KIA အမတ်နဲ့တမဟာအမတ်ဆလေတိုက်ရင်နေမြေဘန်ကောက်နဲ့အောင်ရာကျေးရွာအကြားမှာအော်တိုဘာ၄ရက်နေ့မနက်8:20အချိန်ခန့်ကစစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အင်အား20ခန့်ရှိတဲ့စစ်ကောင်စီတပ်က၎င်းဒေသအတွင်းစစ်ရေးလှုပ်ရှားဝင်လာတာကြောင့် KIA တပ်နဲ့တိုက်ပွဲဖြစ်ပွားရတာဖြစ်ကြောင်းစေနိုင်အချိန်ခန့်ကလည်းမူကောင်းချောင်းတရားဘက်ရောက်နေတဲ့စစ်ကောင်စီတပ်မှပစ်လိုက်တဲ့60မမဟုယူဆရတဲ့လက်နက်ကြီးကြီးဟာဝါရာဇုနေဦးအဘူဆောင်ဖန်အိမ်မှာကြားရောက်ပောက်ကွဲကအင်ရှင်ညာဘက်ပေါင်ချမ်းတွေကြီးစထိမှန်တန်ရာရရှိခဲ့လို့လည်းသိရပါတယ်။အော်တိုဘာလတရက်နေ့ညနေ9:20အချိန်ခန့်ကလည်းနောက်မီကျွရနဲ့ဘန်ကောက်အကြားမူကောင်းချောင်းတရားဘက်လှုပ်ရှားဝင်လာတဲ့စစ်ကောင်စီတပ်ခမာယ389အင်အား100ခန့်ကို KIA တပ်ဖွဲ့မှမိုင်းဆွဲတိုက်ခတ်ခဲ့ပြီးစစ်ကောင်စီတပ်မှလက်နက်ကြီးပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက်ဝါရာဇုပ်ကျေးရွာမှာဦးဖောက်ယူတောင်ရဲ့တမီဖြစ်သူမခွန်ထွဲလက်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လက်ရှိအချိန်စစ်ကောင်စီတပ်မှခီးတွားပြည်သူများရဲ့ဖုံများစစ်ဆေးခြင်းနဲ့ပေါ်တာဆူဆောင်းနေတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတပ်များကျေးရွာအတွင်းလက်နက်ကြီးမစင်မချင်းပစ်ခတ်နေတဲ့အတွက်ဝါရာဇုပ်ကျေးရွာမှာဒေသခံပြည်သူများကနှစ်ချင်းဖျားကြောင်ဝင်တို့တိမ်းရှောင်နေကြကြောင်းသိရပါတယ်။၎င်းစစ်ကောင်စီတပ်တို့မှပြီးခဲ့တဲ့စက်တင်ဘာလ30ရက်နေ့ညမန်ပန်စာတင်ကျောင်းမှာအိပ်ပြီးအော်တိုဘာလ1ရက်နေ့မနက်6နာရီအချိန်ခန့်ကနောက်မီကျေးရွာမှာဝင်ရောက်တပ်စခန်းချနေထိုင်ပြီးအဲ့ဒီကနေတဆင့်စစ်ရေးလှုပ်ရှားနေတဲ့တပ်ဖွဲ့ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ COVID-19 ရောဂါစစ်ဆေးတရှိမှုများလာတဲ့ဗမော်ခရိုင်ရွှေကူခရိုင်ဦးလောင်ပါခရိုင်အတွင်းရှိပြည်သူများကိုစက်တင်ဘာလနောက်ဆုံးအပတ်မှစပြီး COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေးနေပါတယ်။ KIO အရှိပိုင်းတိုင်းဒေသ COVID-19 ရောဂါကာကွယ်နေနင်းရဲကော်မတီဦးဆောင်မှုနဲ့ကိုဗစ်ကာကွယ်ရေးဆေးများထိုးနှံပေးနေခြင်းဖြစ်ပြီးယခုအချိန်ထိကာကွယ်ဆေးထိုးနှံပြီးသူ2300ကျော်ရှိနေပြီလို့တာဝန်ရှိသူတွေကပြောပါတယ်။လက်ရှိအချိန်ဗမော်ခရိုင်ရွှေကူခရိုင်ဦးလောင်ပါခရိုင်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိလို့စေကူတခံယူနေသူအယောက်60ရှိပြီဖြစ်ပြီးတက်တာပျောက်ကင်းသူ17ဦးရှိပြီဖြစ်ကြောင်းလည်းသိရပါတယ်။ယောဂါကူးစက်မှုအခြေအနေစိုးရိမ်ရတဲ့အခြေအနေဖြစ်တာကြောင့်အဲ့ဒီခရိုင်တုံးခုအတွင်းဝင်ထွက်သွားလာခွင့်များကိုလည်းပိတ်ပင်ထားဆဲဖြစ်ပါတယ်ရှင်။မြန်မာတရုတ်နေဆက်ကုံတွေရေးဒေတာဖြစ်တဲ့မူစိန်မြို့မှာစက်တင်ဘာလကုန်ပိုင်းကနေမြန်မာကျပ်ငွေနဲ့တရုတ်ယွမ်ငွေအယောင်အဝယ်အလေလုံးနေတဲ့ကိုယ်စားလှယ်တချို့ဖန်ဆီးခံရတယ်လို့ဒေတာခံများထမှသိရပါတယ်။တရုတ်ယွမ်ငွေလေးနှုန်းကိုအစမတန်မြင့်ပြီးမြန်မာကျပ်ငွေနဲ့လေးလီနေတဲ့ကိုယ်စားလှယ်တွေကိုဖန်ဆီးတာဖြစ်တယ်လို့သိရပါတယ်။စက်တင်ဘာလ30ရက်မနက်ပိုင်းမှာယွမ်100ကိုမြန်မာကျပ်4000အထိရှိနေပြီးဖန်ဆီးမှုဖြစ်ပွားပြီးနောက်နိုင်ပိုင်းအကြာမှာယွမ်100ကိုတက်ငွေ3200နှုန်းနဲ့ဈေးပြန်ကျသွားတာရှိပေမဲ့တချို့ငွေလေးလေတူတွေကတက်ငွေ4000ကျော်နဲ့လေးလေးတဲ့နေရာလဲရှိနေသေးတယ်လို့မြို့ခံသူကပြောပါတယ်။ငွေဈေးထိုးတက်နေတာကြောင့်ကုန်အယောင်အဝယ်လုပ်တဲ့ဆိုင်တချို့ယာယီရပ်နာထားရတဲ့အနေအထားအထိရှိလာတယ်လို့ဒေတာခများကဆိုပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်တရုတ်ငွေဈေးဒေါ်လာဈေးရွှေဈေးနဲ့73စီဈေးနှုန်းတွေအစမတန်မြင့်တက်လာတယ်လို့လည်းသိရပါတယ်ရှင်။လိုက်စာ TV ရဲ့ယနေ့ညဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကာယစိတ်ဓာတ်နှဖျားတော့ဒုက္ခပြီးဝပြီးကာယောဂအပေါင်းမှကင်းဝေးနိုင်စေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။